သင်ပေါ်မှာမျောလင်းချက်ပြောင်းဆုံးသွားခဲ့တဲ့အချိန်တွေရှိခဲ့ဘူးပါသလားဒီနေ့အစားပြီး HOPE Hope ဆိုတဲ့စကားလုံးကိုပြန်လည်အသက်သွင်းကြရအောင်နော်ဒါဆိုရင်တော့ကျမရဲ့ Himas Narrative Channel ကနေကြိုဆိုလိုက်ပါရရှင်ပရိသတ်ကြီးရဲ့ဒီနေ့မှာတော့ကျမကကိုစင်ညီရဲ့ Hope စာအုပ်ရဲ့အပိုင်း 3ကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်ဒါဆိုရင်အစီအစဉ်လေးစလိုက်ကြအောင်နော်လိန်ဆက်ဆံပါခလေးယူဖို့ကိုတေချာစဉ်းစားပါလိန်ဆက်ဆံတာကြားလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးဘလောက်ပဲပညာတွေပေးပေးလူတဘာဝဖြစ်တဲ့အတွက်လင်းမယားတွေဖြစ်ဖြစ်ချစ်သူရည်စားတွေဖြစ်ဖြစ်ဆက်ဆံကြတာပဲတောင်းမလုပ်ကြနဲ့လေတားလို့မရဘူးတားမရလို့လေလူဦးရေတန်းပေါင်း9000ကျော်လာတာပေါ့တစ်နေ့တစ်နေ့တိုးလာတာမလုပ်ပဲနေနိုင်ရင်တော့အကောင်းဆုံးပေမဲ့မနေနိုင်လို့နေကြတဲ့အခါမှာခလေးမရဘူးတတိချာချာကာကွယ်ဖို့လိုပါတယ်ခလေးကြောက်ရဲ့တာဝန်ကလုံးဝမသေးပါဘူးမမွေးခင်10လကလေးကစပြီးရှုပ်လိုက်တဲ့အလုပ်ကသူ့ဘွဲတွေရလုပ်ငန်းဝင်တဲ့အထိလည်းမပြီးသေးပါဘူး24နာရီလုပ်ရတဲ့အလုပ်ပါများသောအားဖြင့်မိခင်တွေကပဲခလေးကိုအနီးကပ်ပြုစုပြောင်းထောင်ပေးကြရတာပါခလေးအတွက်ကငွေတောက်လျှောက်လိုပါတယ်ငွေရှိရင်တော့မိခင်တွေကသူတို့အတွက်အချိန်တွေ24နာရီအပြည့်ပေးရပါတယ်နားရမရှိပါဘူးငွေမရှိရင်ပိုဆိုးပါတယ်အလုပ်လုပ်ရမယ်ငွေရှာရမယ်ခလေးကိုပြုစုဆောင်ရှောက်ရမယ်တော်တော်ကြီးကိုမလွယ်တဲ့ကိစ္စပါတရက်လည်းမဟုတ်ဘူးတစ်လလည်းမဟုတ်ဘူးတစ်နှစ်လည်းမဟုတ်ဘူးတစ်သက်လုံးပါနားရတယ်လို့မရှိပါဘူးမိခင်တွေရဲ့မြတ်တာကအရင်ကြီးမားပါတယ်မွေးပြီးပြုစုပြောင်းထောင်နေကြတဲ့မိခင်တွေကိုလည်းလေးစားပါတယ်အခုပြောချင်တာကအစင်သက်မဖြစ်သေးတဲ့မိခင်လောင်တွေအတွက်ပါခလေးယူတာလုံးဝကိုမလွယ်ကူပါဘူးအခုကာလပိုတော့ခက်ခဲပါတယ်စာဝတ်နေအတွက်ရုန်းကန်နေရတဲ့သူတွေဆိုရင်ပိုခက်ခဲကြမှာပါအစင်သက်မဖြစ်သေးမယူကြပါနဲ့တေချာလေးပြင်ဆင်ကြပါပိုက်ကြီးလာလို့ပရာဟိတတွေကမွေးပေးလိုက်တာအရန်လွယ်ပါတယ်မွေးစရိတ်လေးပေးရုံပါပဲမွေးပြီးတွေကစပြီးကျွေးရမှာမိဘတွေပါအခုကမကူညီကြလို့ရှိတာမဟုတ်ပါဘူးအလူငွေရှိရင်ရှိတဲ့လောက်ကကူပေးနေမှာထမွေးမဲ့သူတွေအတွက်စဉ်းစားဖို့ပြောပြပေးတာပါကာကွယ်ကြလို့ဘလို့ကြားမလဲမသိရင်လေတခါလေးပြောပြပါမယ်တချို့တွေကဒါကိုလက်မခံပါဘူးလူတက်တာဘာညာပေါ့နော်ပြောကြတယ်တားတာတက်တာမဟုတ်ပါဘူးမတားပဲမွေးလာပြီးစင်စင်ရဲရဲချွတ်ချွတ်တဲ့နဲ့လူရန်စီမထားနိုင်တာကမှခေါ်ပြီးတော့အချိန်ပြေဒုက္ခပေးနေရပါလူတွေအပြစ်တင်တာခံရမှာဆိုလို့မတားမိပဲမွေးလိုက်လို့ဒုက္ခရောက်တဲ့အခါဘယ်သူမှလာမကူညီပါဘူးဘဲဆရာကြီးမှအိမ်မော်ခေါ်တင်ပြီးမကြွေးထားပါဘူးဒီကြားထဲကိုယ့်အကူအလုပ်လုပ်ရင်ခလေးကိုပြုစုပြောင်းထောင်တာလင်ဟင်းလို့ခလေးရဆိုရင်တော့အဲ့လူတွေပဲဝိုင်းဆဲကြအပြစ်တင်ကြတာပါဒီတော့ဘသူကြောင့်လဲမှတားဖို့မွေးဖို့မဆုံးဖြတ်ကြပါနဲ့ကိုယ့်အကူကျွေးနိုင်ပြီအစင်သင့်ဖြစ်ပြီဆိုရင်မွေးကြပါအစင်သင့်မဖြစ်သေးရင်လည်းကြိုတင်တားပါနှစ်ဦးသဘောတူလုပ်ကြတဲ့ကိစ္စမှာမတော်တဆဆိုတာမရှိပါဘူးတမင်ကြီးတိတိကြီးနဲ့လုံမှပိုက်ကြီးရပါကြီးလာရင်တော့မွေးလိုက်ပေါ့ဘာမှမတတ်နိုင်တော့တာမကြည့်အောင်တော့အမျိုးမျိုးကာကွယ်လို့ရပါတယ်ကွန်တုံသုံးလို့ရတယ်တားဆီးတောက်ခိုင်းလို့ရတယ်ကိုဝန်ကြားတဲ့ပစ္စည်းလေးကိုခန္ဓာကိုယ်ရဲ့ထည့်ထားလို့ရတယ်ကျန်းကျန်ဆရာဝန်တွေနဲ့တိုင်ပင်ပြီးကိုနဲ့အစဉ်ပြေရတားဆက်ချာနီအမျိုးမျိုးကိုသုံးလို့ရပါတယ်တားဆီးတောက်လို့နည်းနည်းပပဝက်ချန်ထွက်တာဝါလာတာမျိုးလေးရှိနိုင်နေဆိုပေမဲ့အစင်သက်မဖြစ်သေးပဲခလေးမွေးလို့ရလာမယ်ဒုက္ခတွေလောက်တော့မကြည့်ပါဘူးခလေးတွေမှာဘာအပြင်းမှမရှိပါဘူးနှစ်ဦးသဘောတူပြီးလောက်ကြတဲ့ကိစ္စမှာမတော်တဆမရှိပါဘူးတိတိကြီးနဲ့အထဲမှာပြီးလို့ကိုရတာပါမတော်တဆပြီးမိပြီးစိတ်တိုက်လို့ရပါသေးတယ်တိုက်ပါမတိုက်ရင်ဝယ်တော့ပါရှက်စရာမရှိပါဘူးတာဝန်မယူဘဲမွေးတာကရှက်စရာပါတာဝန်မယူနိုင်ပဲလူလောကရဲ့ဆွဲသွင်းတာကရှက်စရာပါလူရန်စိမထားနိုင်တာကရှက်စရာပါကျွန်တော်စကားတွေရိုင်းချင်ရိုင်းနေပါလိမ့်မယ်ရိုင်းလို့မုန်းချင်လဲမုန်းပါပြောတင်ပြီးထင်လို့ပြောတာပါလေးပြေးအေးလေးနဲ့တားဆက်ချကြပါနော်အကိုတို့အမတို့ပြောနေလို့လေဘယ်သူမှခ ्यू ဆိုင်ကြတာမဟုတ်လို့အခုလိုရေးပြတာပါအဲ့တော့လိန်ဆက်ဆန်ကြပါကာကွယ်တဲ့နာကာကွယ်ပါတားစီပါအစင်သင်ဖြစ်မှခလေးယူပါနှစ်ဦးသဘောတူပြီးလောက်ကြတဲ့ကိစ္စဖြစ်လို့မတော်တဆဆိုတာမရှိပါဘူးယူထားမိပြီးဆိုရင်လေထမွေးဖို့ကိုစဉ်းစားကြပါတားကြပါအစင်ပြေတဲ့အချိန်မှာခလေးတွေယူကြပါတေချာပြုစုပြောင်းထောင်ကြပါညီကိုမောင်နှမတို့ Are you a rich man ဒေါ်လာ17 သန်းလောက်ကျဲသွားတဲ့ကမ္ဘာကျော်ဂီတပညာရှင်ဘော့မာလီကိုအင်တာဗျူးသမားမေးတယ် Are you a rich man တင်ကချမ်းသာတဲ့လူတစ်ယောက်လားတဲ့ဘော့မာလီကပြန်ဖြေတယ်ချမ်းသာရဲဆိုတာကိုဘယ်လိုအထိပ္ပယ်ဖွင့်လဲအင်တာဗျူးသမားကဒေါ်လာ1 သန်းလောက်ရှိတာမျိုးပိုင်ဆိုင်မှုတွေရှိတာမျိုးပေါ့လို့ထပ်မေးတယ်အဲ့တော့မာလီကပိုင်ဆိုင်မှုတွေရှိတာချမ်းသာတာလားတဲ့
ငါမှာတော့မင်းအဲ့လိုအတိတ်ပဲဖွင့်လို့ရတဲ့ချမ်းသာမှုမျိုးမရှိဘူးတဲ့ငါရဲ့ချမ်းသာကြွယ်ဝမှုကဘဝပဲတဲ့နောက်တဲ့ interview တစ်ခုမှာလေ some people are so poor all they have is money သူပြောခဲ့ဘူးသေးတယ်လူတချို့ကငွေပဲရှိလို့အယမ်းဆင်းရဲကြတယ်တဲ့တာမန်လူကြောက်အနေနဲ့တွေ့ရင်ဒီဘဲဘာတွေရှောက်ပြောနေရလဲလို့မြင်မိလိမ့်မယ်ငွေကအဲ့လောက်အရေးကြီးတာကိုငွေမရှိရင်လူမပြောနဲ့နိုင်ငံတော်မျက်နှာငင်ရတာပဲကိုဘော့မာလီလိုလူတွေကိုသူတို့ကိုယ်ပိုင်ကဘာလေးထဲမှာနေနေတဲ့လူတွေလို့ခေါ်ပါတယ်လူအများစုသတ်မှတ်ထားတဲ့အောင်မြင်မှုတွေကြော်ကြားမှုတွေချမ်းသာမှုတွေကသူတို့အတွက်သိအရေးမကြီးဘူးသူတို့ဝါသနာပါတဲ့အရာသူတို့စိတ်ချမ်းသာတဲ့အရာမျိုးသူတို့လုပ်နေရင်ကျင့်တဲ့နေရာမျိုးပါအဲ့လိုလုပ်နေရင်နဲ့ငွေကြေးတွေအောင်မြင်မှုတွေသူ့ဟာသူနောက်ကလိုက်လာရင်လေလိုက်လာပေါ့သူတို့ကတော့တိတ်ကြီးမဆိုင်ကြဘူးသူတို့ကဘာမှာအဲ့ဓာတွေကတိတ်အရေးမကြီးရဲ့နေရာမှာထားတာတကယ်သူတို့သတ်မှတ်ထားတဲ့ချမ်းသာမှုကအိမ်မှာမွေးထားတဲ့ပတ်လေးတွေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ် idol တယောက်ကိုအဝေးကနေ sport တာမျိုးဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လူအများကောင်းစားဖို့အတွက်အသက်ပေးပြီးဘဝကိုပေးဆက်နေရမျိုးလေဖြစ်ရင်ဖြစ်မယ်သူ့လောက်ရဲ့အတွက်သူကျင့်တဲ့နေရသူမျိုးပေါ့တချို့ရဲ့ချမ်းသာမှုကငားများတာဖြစ်ရင်ဖြစ်မယ်ဂိမ်းစော်တာဖြစ်ရင်လေဖြစ်မယ်ပကြီးဆွဲတာလည်းဖြစ်ရင်ဖြစ်မယ်တခါတလေသူတို့ကဘာလေးထဲမှာပဲနေကြတဲ့သူတွေရဲ့ဘဝတွေကစာရေးသူထက်ပိုအဆင်ပြေပါတယ်ကုံတီကြော်ကြားမှုကိုအိမ်မှာစိတ်ကြိုက်ဟင်းချက်စားတာလောက်စိတ်မဝင်စားတဲ့ကဘာပိုင်ရှင်တွေပေါ့အဲ့လိုလူတွေအများကြီးမြင်ခဲ့ဘူးတယ်ဒီလူတွေဘယ်လိုများနေကြမလဲမသိဘူးငွေလည်းအဲ့လောက်မရှိဘဲနဲ့အရန်လည်းမရှာကြဘူးနောက်ပြီးအတွက်မပူကြဘူးလားဆိုပြီးသူတို့ကိုစားတော့တွေးပူပေးဘူးသေးတယ်တေချာပြန်စဉ်းစားကြည့်မှသူတို့မှရှိနေတဲ့ချမ်းသာမှုကကျွန်တော်တို့မှမရှိဘူးမရှိလို့လောင်နေတွေးပူနေရတာများတယ်နောက်ပိုင်းသူတို့လိုပဲကိုလည်းကိုကဘာထဲမှာကိုသတ်မှတ်ချက်နဲ့နေကြည့်တော့တော်တော်အဆင်ပြေလာတယ်လူတွေကိုလည်းငွေရှိမရှိတပြေးညီပဲဆက်ဆက်တော့တယ်ငွေရှိရဲ့လူကိုပိုယိုသေးစားမရှိတယ်လို့ငွေမရှိရဲ့လူကိုလည်းနှိမ်စရာမှမလိုတာငွေထက်အဓိကကျတဲ့လူကိုလူလိုမြင်ပြီးကိုချင်းစာစိတ်ထားဖို့ကကျွန်တော်တို့ကဘာထဲမှာအရေးကြီးတာကိုကဘာလေးနဲ့ကိုချမ်းသာနေပြီးသူများအောင်မထိကြိုက်တဲ့ပျော်ရွှင်မှုတွေဖန်တီးနိုင်ကြပါစေဗျာလူကြီးတိုင်းကိုယူသေးပါလူကြီးတိုင်းစကားတော့နားမထောင်ပါနဲ့ငငယ်လေးတွေကမိဘဆရာတွေကကျွန်တော်တို့ကိုစုံးပါတယ်လူကြီးသူမတွေကိုယူသေးပါလူကြီးတွေစကားနားထောင်ပါတဲ့လူကြီးကိုပြန်မပြောရဘူးတဲ့လူကြီးတွေကိုယူသေးရတော့ကောင်းပါတယ် respect ထားပါအကျိုးသင့်အကြောင်းသင့်စုံးပါတာနားထောင်ပါဒါပေမဲ့လူကြီးတိုင်းရဲ့စကားတော့နားမထောင်ပါနဲ့တချို့လူကြီးတွေကအသက်ကြီးလို့သာလူကြီးဖြစ်နေရပါငငယ်တွေကရုံညံ့တဲ့လူတရားအသက်တွေကြီးလာရင်ရုံညံ့တဲ့လူကြီးဖြစ်သွားတယ်သူကိုယ်တိုင်ရုံညံ့မိမဲ့အသက်ရွယ်ရလာတော့လူတွေကသူ့ကိုအသက်ကြီးလို့လေးစားသမှုနဲ့ယူသေးတာကိုအဟုတ်မှတ်ပြီးသူ့ရဲ့ရုံညံ့တဲ့အတွေးခေါ်တွေကိုလူငယ်တွေကိုစပြီးတွင်တင်တော့တာပဲသူ့ရဲ့ကြက်မပြည့်တဲ့အုံနောက်နဲ့လူငယ်တွေကိုစုံးပါတယ်သူ့စကားနားမထောင်ရင်ဒီကလေးတွေလူကြီးကိုလူကြီးလို့မသိဘူးဆိုပြီးလူငယ်တွေကို blame မယ်တကယ်က तू ကညံ့ရည်မမိရလူငယ်တွေကသူ့ထက်အတွေးခေါ်ကောင်းပြီးညံ့ရည်ပြေဝနေရအဲ့လိုအသက်ကြီးလို့လူကြီးဖြစ်နေတဲ့လူတွေကျွန်တော်တို့ပေါင်းဝင်ကြမှာအများကြီးပဲတချို့ဌာနဆိုင်ရာတွေမှာရှိမယ်အသက်ကြီးတော့အလို့ဆော့ဝင်လို့လောက်သက်များပြီးယာထူးရထားတဲ့သူတွေကိုယ်တိုင်ကဘာမှမတက်ဘူးသူ့ထက်တက်တဲ့လူလာရင်လည်းနှိမ်ထားတယ်သူ့အားသာချက်ကဆော့မွေးပြီးအလို့ဆော့ဝင်ပြီးယာထူးကြီးသွားတာကိုဘာမှတိတ်တက်ဆရာမှမလို့တာဌာနတွေအများစုမှာအလို့ဆော့ဝင်လောက်သက်ယူအချိန်တိုင်ယာထူးတက်တာပဲအဲ့လိုလူတချို့နေရာတိုင်းမှာရှိပါတယ်အမျိုးမျိုးကြုံခဲ့ဘူးတယ်ဒီတော့လူကြီးတိုင်းကို respect ထားပေးပါကိုယ်ပိုင်အတွေးခေါ်နဲ့စဉ်းစားသုံးသပ်ပါလူကြီးတိုင်းကို respect ထားပါဒါပေမဲ့အကန့်နေတော့ခွဲထားပါစိတ်ကောင်းစေနာရှိရဲ့လူကြီးလူကောင်းဆိုစိတ်ကောင်းစေနာရှိရဲ့လူကြီးလူကောင်းရုပ်မာတဲ့လူကြီးဆိုဒီလူကြီးကလူရုပ်မာလူကြီးဒီလူကြီးကြတော့လက်အောက်ငယ်သားကိုနှာဘူးကြက်တက်တဲ့လူကြီးဒီလူကြီးကဖြန်အကြီးစားဒီလူကြီးကအမိကျက်အမိစားမဲ့လူကြီးဒီလူကြီးကစီးမရှိရဲ့လူကြီးရှေ့မှာကိုယ့်ဟာကိုယ်နာမည်တွေတက်ထားလိုက်ပါတွားတော့မခေါ်နဲ့ပေါ့ကုန်ပစ္စည်းတွေမှာဈေးနှုန်းကတ်တယ်လို့သူ့တန်မိုးကိုယ့်ဟာကိုယ်လေ့လာပြီးကတ်ထားပြီးဆက်ဆံပါ respect ထားတဲ့လူကြီးကို respect ထားပြီးမထားတဲ့လူကြီးတွေရဲ့အတွေးခေါ်တွေကိုတော့လက်မခံပါနဲ့ချစ်လို့ခွင့်လွတ်တာနဲ့ chance ပေးတာခွင့်လွတ်တာနဲ့ chance အခွင့်အရေးပေးတာကတူတယ်လို့နဲ့မတူပါဘူးလူတွေကိုခွင့်လွတ်ပေးတဲ့အကျင့်အရေးအတွက်များသွားခင်ငါဘာလို့သူခွင့်လွတ်မှာပဲသူကငါ့ကိုချစ်တာခင်တာပဲဆိုပြီးခမ ्या ကိုတမိုးမထတော့ပဲ short တက်လာလိမ့်မယ်နောက်ပိုင်းစော်ကားတဲ့အဆင့်ထီကိုဖြစ်လာပါလိမ့်မယ်အဲ့ဒါကိုပေးတီးပြီးခွင့်မလွတ်ချင်ပါနဲ့ချစ်တာချစ်ပါခင်တာခင်ပါနွားကြမခံပါနဲ့တခါတလေနည်းနည်းမှားမိတာမျိုးနဲ့ခမ ्या ပေါ်လှလို့ရလို့ကိုဂယုမဆိုင်ပဲလုပ်နေတာမတူပါဘူး
တခါတလေမှားမိတဲ့လူကိုခွင့်လွှတ်တင်မိမဲ့လှုပ်လို့ရလို့ကိုခမားအပေါ်လှုပ်နေတဲ့သူကိုကြခွင့်မလွှတ်တင်အခွင့်အရေးပဲပေးတင်တော့တာကျွန်တော်ကတော့အမြဲခွင့်လွှတ်ရတာကိုမကြိုက်ဘူးအခုနောက်ပိုင်းလူတွေကိုအခွင့်အရေးပဲပေးတော့တယ်တခါမှားတယ်ခွင့်လွှတ်တယ်နှစ်ခါမှားတယ်တန်ရောစင်ပေါ်မူတည်ပြီးခွင့်လွှတ်ခြင်းခွင့်လွှတ်အောင်မယ်နောက်တစ်ခါကျအခွင့်အရေးလောက်ပဲထပ်ပေးပြတော့တယ်ထပ်မရင်စော်ကားတာဖြစ်သွားပြီစော်ကားရင်ကြတော့ဘလောက်ပဲချစ်ခင်ရတဲ့သူဖြစ်ဖြစ်ဘဝတွေကထုတ်ပြနိုင်အောင်ကြိုးစားလိုက်တယ်ချစ်သူရည်စားဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်မကောင်းရင်စွန့်ပစ်ပါမကောင်းမှန်းတည်တည်နဲ့အားနာပြီးစမပေါင်းပစ်ပါနဲ့အားနာပြီးဆက်ပေါင်းရင်ကိုယ်ပဲဆက်ပြီးခံနေရမှာပါကိုယ့်အပေါ်စော်ကားတဲ့လူတွေကိုမုန်းဖို့တော့မလိုအပ်ဘူးမပတ်သက်ပဲနေနိုင်မှုပဲလိုတာပါကိုကတော့အဲ့လူတွေကိုချစ်ချင်းမုန်းချင်းမရှိပဲလမ်းလျှောက်ထွက်ရင်ညမှန်းတက်မိလို့ပြုံးပြနှုတ်ဆက်တဲ့လူတယောက်အဆင့်လောက်မှာပဲထားပြတော့တယ်မစွန့်လွတ်နိုင်သေးလို့သူတို့မရှင်မဖြစ်တော့ဘူးလို့ခင်ဗျာထင်ကောင်းထင်နေလိမ့်မယ်မထင်ပါနဲ့ဘဝတွေကထုတ်ပြလိုက်ပါတခါတလေကြတော့ကို့အနာမှာမကောင်းတဲ့သူတွေရှိနေရင်ကောင်းတဲ့သူတွေကပါကို့ရှောင်သွားတတ်ကြပါတယ်ဒီတော့ပိုကောင်းတဲ့သူတွေအနားလျှောက်လာဖို့ကို့အနာကမကောင်းတဲ့လူတွေကိုဘဝတွေကထုတ်ပြလိုက်တာအကောင်းဆုံးပါပဲချစ်ရတာပင်မနေသူများသူအသက်အရွယ်တစ်ခုရလာပြီးလူတွေအများကြီးနဲ့တွေ့ကြုံခဲ့ပြီးတော့ဘသူကိုမှမချစ်ချင်တော့ချစ်မိရဲ့သူရှုံးပါတယ်ပြောရတာရှိတယ်လို့ပူလောင်တာလည်းရှိပါတယ်ချစ်မှန်သိရင်အနိုင်ကျင့်ခံရတတ်ပါတယ်ဒီတော့လူတွေပေါ်တန်ရောစင်ပဲထားပါတယ်ကျွန်တော်ကချစ်ရတာထက်တန်ရောစင်ထားရတာကိုပဲပိုသဘောကျတယ်လူတယောက်ချစ်မိရင်သူပြန်ချစ်တာခံကျင်တယ်ကိုကဂယူးဆိုင်တယ်လို့သူကပြန်ဂယူးဆိုင်ပေးတာလိုချင်တယ်အမြဲတမ်းသူ့အတွက်ကနံပါတ်1ဖြစ်ချင်နေတာချစ်တော့လိုချင်တာပေါ့တန်ရောစင်ကြတော့ပုံမိုက်တယ်သူနဲ့ပတ်သက်ပြီးအများကြီးမမျှော်လင့်ထားဘူးသူဘယ်သူနဲ့ရှိနေလဲဘာလုပ်နေလဲအဓိကမကြောက်သူအဆင်ပြေနေရင်ဝမ်းသာတယ်ပျော်နေရင်ပြီးတာပဲကိုလည်းသူမရှိလို့ဘာမှသိမဖြစ်ဘူးအဆင်ပြေအောင်ပျော်အောင်နေတတ်တယ်သူအဆင်မပြေလေကိုတတ်နိုင်တာကိုကြီးပေါ့သူ့မှာပြဿနာရှိလာရင်လည်းအတူတူကိုကြီးဖြေရှင်းပေးပေါ့ကိုမှစိတ်ညစ်စရာရှိရင်လည်းတိုင်ပင်တာမျိုးပေါ့သူ့ဟာသူဘာလုပ်စပို့ပေးမယ်ကိုကြီးနိုင်တာကိုကြီးမယ်တခါတလေအပြစ်မှာစုံကြမယ်ရှေးအောင်နှောက်ပြစ်တွေပြောကြမယ်ခွေကြမယ်နောက်ပိုင်းအဲ့လိုပဲစိတ်ထားတော့အတော်နေရထိုင်ရတာအဆင်ပြေလာတယ်ကျွန်တော်ကတော့ဘသူကိုမှမချစ်တော့ပါဘူးတန်ရောစင်ပဲထားတော့တယ်တန်ရောစင်ထားတာကတခါတလေအထီးကျန်နေလို့ခံစားပေမဲ့လောင်နေရတာထက်တော့အများကြီးအဆင်ပြေပါတယ်ချစ်ရတာပင်ပန်းလာတဲ့သူတွေတချို့အတွက်ရေးတဲ့စာပါ mutual respect လူတယောက်ကကျွန်တော်ကိုပြောဘူးတယ်သူကအရန်လက်ရှိတယ်တဲ့လွန်ခဲ့တဲ့10နှစ်လောက်ကသူက beauty salon ဖွင့်ထားတာသူဆိုင်ထိုင်တဲ့နေ့ဆိုရင်ဆိုင်ရဝင်ငွေကောင်းနေတဲ့သူဆိုင်မထိုင်တဲ့နေ့ဆိုရင်ဆိုင်ဝင်ငွေမကောင်းဘူးတဲ့သူလည်းလုပ်ငန်းကြီးလုပ်နေအောင်ဆိုတော့သူဆိုင်တစ်ခါတလေမှသွားပြစ်တယ်တဲ့ဒါပေမဲ့သူရောက်တဲ့နေ့ဆိုဆိုင်ဝင်ငွေအရန်ကောင်းနေတဲ့ကျွန်တော်လည်းပြောလိုက်တယ်အမလက်ရှိတာမဟုတ်ဘူးလို့အမကိုဆိုင်ရလူတွေစီးရင်လိန်ပြနေတာလို့အမလာတဲ့နေ့စီးရင်ကအမှန်စီးရင်လို့မလာတဲ့နေ့ကကျင်းထဲတာလို့သူအစပိုင်းမယုံသူ့ကိုလက်ကောင်မဟုတ်ဘူးပြောလို့တင်းသွားတာနောက်ပိုင်းသူ့ဟာသူစီးရင်တွေစီးရင်သူအလိန်ခံနေရတာသိတော့လက်ခံသွားတယ်ဝန်ထမ်းတိုင်းမကောင်းမှုပြောတာမဟုတ်ပါဘူးမိသားစုလိုသဘောထားခဲ့မိလို့ဘဝမေ့သွားပြီး customer တွေကိုမောက်မာတဲ့ဝန်ထမ်းတွေကြုံခဲ့ပူပါတယ်အဓိကလူနဲ့ပဲဆိုင်ပါတယ်ကိုရွေးချယ်တဲ့လူကကိုဆိုင်ကိုလုပ်ငန်းရဲ့ image ပါကိုဆိုင်ရဲ့ image ကောင်းဖို့အတွက်ကိုဝန်ထမ်းတွေကိုတေချာရွေးချယ်ဖို့ရဲ့တေချာခူးဆိုင်ဖို့ရဲ့လိုအပ်ပါတယ်လုပ်ငန်းရှင်နဲ့ဝန်ထမ်းနဲ့အပြန်လန်းစေနာထားမှလုပ်ငန်းခွင်ပျော်ရွှင်မှုရှိပြီး customer တွေကိုခူးဆိုင်နိုင်မှာပါကျွန်တော်ဝန်ထမ်းတွေတခုပဲမှားတယ်ကျွန်တော်လေးစားဖို့မလိုခူးဆိုင်ဖို့လည်းမလိုယိုကျိုးဖို့လည်းမလိုတာမန်ပဲဆက်ဆံပါလို့ကျွန်တော် customer တွေကိုတော့ခူးဆိုင်ပါလေးစားပါယိုကျိုးပါလူလီသေးမရှိအောင်အရေးတကြီးနေပြီးရပြီလို့ပဲမှားပြတယ်။ customer စိတ်မရှိတာတို့ရိုင်းဆိုင်ဆက်ဆံတာမျိုးတို့စိတ်မရှိတယ်လို့ဆက်ဆံတာမျိုးတွေမြင်ရင်လေဘလောက်တန်ရောစင်ရှိအာမနာ fire လုပ်ပြတယ်။ကိုလုပ်ငန်းရဲ့ image ကိုထိခိုက်စေမယ့်အရာဘယ်အရာမှ risk မယူချင်တာ။ဝန်ထမ်းကအရေးကြီးပေမဲ့ customer ကလုပ်ငန်းတစ်ခုရဲ့အသက်သွေးကြောပါ။ customer စိတ်ချမ်းသာမှလုပ်ငန်းအောင်မြင်မှာပါ။ဝန်ထမ်းတွေ customer အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့လုပ်ငန်းရှင်ကလည်းဝန်ထမ်းပေါ်စေနာထားပြီးမိသားစုလိုဆက်ဆံဖို့လိုအပ်ပါတယ်။အားလုံးကဆက်ဆက်နေရပါ။လုပ်ငန်းသေးမွှားလေးတွေပဲလုပ်ဖို့တဲ့အတွေ့အကြုံလေးတွေကိုအခြေခံပြီးရေးရဖြစ်လို့တချို့အတွက်လောက်ပဲအသုံးဝင်မဲထင်လို့အကြံပေးရေးသားလိုက်တာပါ။လုပ်ငန်းရှင်နဲ့ဝန်ထမ်းများအပြန်အလှန်လေးစားမှုရှိတဲ့လုပ်ငန်းခွင်ဖြစ်ကြပါစေ။ပျော်ရွှင်စရာတွေပဲဝေမျှပါ။ကျွန်တော် Facebook ထဲဝင်လာခဲ့ပါ။စိတ်ချမ်းသာစရာတွေတွေ့ရမယ်။ဟာတာတွေတွေ့ရမယ်။ Facebook ကနေလူတွေကိုဒါတွေပဲပေးချင်တာ
အပူတွေမိသားစုပြဿနာတွေငွေကြေးကိစ္စတွေစိတ်မကျေနပ်ချက်တွေထုံမပြခြင်းဘူးလူပဲလေပြဿနာရှိရပေါ့ပြဿနာရှိရင်လေလူတွေမပြောပြဖြစ်ဘူးကို့ဖျားပဲကိုပြောပြဖြစ်တယ်ကိုပြဿနာကိုသူများတွေကိုသွားပြောပြလို့အရေးတယူလုပ်ပြီးလိုက်ခံစားပေးမဲ့လူက10%ပဲရှိတာကျန်တဲ့90%ကကြိတ်ဝမ်းသားမဲ့အဖွဲ့ရဲ့အတင်းပတ်ပြောမဲ့အဖွဲ့ရဲ့အဲ့အရာတွေကြုံပြီးလို့ Facebook မှာ personal တွေမတင်ဖြစ်ဘူးဒါဆိုတင်တာတွေကညာလာလားဆိုတော့မဟုတ်ဘူးအရာတိုင်းကို Facebook မှာချပြစရာမလိုဘူးထင်လို့မပြတာပြခြင်းနဲ့အစိတ်ပိုင်းပဲပြတယ်အဲ့ဒီအစိတ်ပိုင်းလေးကိုမြင်သွားတဲ့သူတွေစိတ်ချမ်းသာသွားမယ်ဟာတာလေးမြင်လို့ခဏတာအမောပြေသွားရင်ရပြီအပူကကူးဆက်ပါတယ်ကိုကကိုဘလောက်ပဲအေးကြအောင်နေပူလောင်နေတဲ့သူရှောက်လာရင်ကိုပါရောပြီးမပြောတော့ဘူးအရာရာတိုင်းကိုချင်းစာပြီးလိုက်ခံစားပေးတတ်တဲ့သူဆိုရင်ပို့ပြီးလောင်တာပေါ့တချို့ကအားကြတယ်စာရေးသူကအမြဲပျော်နေရပဲခရီးတွေသွားတယ်လူတွေကိုလည်းကူညီတယ်ကြည့်လိုက်အမြဲပြုံးရွှင်နေရပဲတဲ့မဟုတ်ဘူးအစဉ်ပြေတဲ့အပိုင်းပဲထုတ်ပြတာပါလူတိုင်းသူပြဿနာနဲ့သူပါကျွန်တော်ကကိုယ့်အပူထုံမပြခြင်းနဲ့လူဖြစ်လို့ပြောစရာတွေပဲထုတ်ပြတာပါပြဿနာကြောင့်ထိုင်စိတ်ညစ်နေလို့ရောဘာထူးမှလဲထိုင်စိတ်ညစ်နေလို့အရာအားလုံးအချိန်ကလို့ပြန်ဖြစ်သွားရင်တနေ့ကုန်ထိုင်စိတ်ညစ်နေလိုက်မှာပေါ့အခုလည်းတအားအဆင်ပြေလို့မဟုတ်ဘူးအခုထက်ဆိုတဲ့အခြေအနေတော့ကလည်းဟာတာတွေတင်ပြတယ်မွေးပြီးစုပ်ပြတ်တက်ပြီးလက်ထဲမှာ1000မရှိရတဲ့အချိန်ကလည်းဟာတာတွေတင်ပြတယ်ခွေးပြေးရပြီးစေပေပတ်လေအခန်းကျင်းလေးထဲမှာ6လလောက်ဘဲမှမထွက်ရပဲပုံနေရတော့ကလည်းဟာတာတွေတင်ပြတယ်ဘလို့ချင်းနေရောက်ဟာတာတွေတင်နေအောင်ပါပါအမောပြေးခြင်း follow ထားပေးပါမျက်စိနောက်နေရင်တော့ unfollow ပေါ့စင့်ညီရစင့်ညီပါပဲလူတွေကြိုက်ကြိုက်မကြိုက်ကြိုက်ဒီလိုပဲပျော်ပျော်နေအောင်ပါပါကိုယ့်အကူပြောအောင်နေမယ်နေတိုင်းကိုချစ်မယ်ပြီးမှသူများတွေကိုချစ်မယ်သူများအကြိုက်တွေလိုက်လုပ်ပြီးကိုမပြောရမယ့်ကိစ္စဘာမှမလုပ်တော့ဘူးအဲ့တော့ခွေတော်မကြိုက်တဲ့သူ unfollow ပါအမောပြေခြင်းတဲ့သူ sub follow ထားပေးပါကျွန်တော်အကောင့်ထဲမှာတော့စိတ်ညစ်စရာတွေမမြင်စေရပါဘူးတင်တဲ့ post လေးတွေကြောင့်ပြုံးသွားရင်တင်ရကျွတ်နှက်ပါပြီလူတွေကိုဘဝမှာတစ်ခါလောက်တော့မွဲဘူးစေခြင်းနဲ့မိတ်ဆွေကောင်းဆိုတာမွဲတဲ့ချိန်မှာပဲရတာမို့လို့ပါတဲ့ရဲ့ပေါ်ကောင်းနေတဲ့သူအလုံးကိုမိတ်ဆွေကောင်းလို့မထင်နဲ့ဗျတချို့ကလိုရာရှိလို့လာပေါင်းနေကြတာတကယ်မိတ်ဆွေကောင်းကမွဲမှာပဲသိရတာမွဲသွားတဲ့ချိန်လူသုံးနေရအလိုလိုဘဝတွေကထွက်သွားလိမ့်မယ်မွဲနေတဲ့ချိန်ကို့အနာမှာကြံခဲ့တဲ့လက်တဆုပ်စာလေးကမှတကယ်မိတ်ဆွေကောင်းပါအခုမွဲနေရင်လေစိတ်တမကြပါနဲ့အ ਨੇ ဆုံးမိတ်ဆွေစစ်မိတ်ဆွေမှန်ဘာတူလဲဆိုတာတော့သိရပါသေးရဲ့ဗျာအနားမှာကြံခဲ့တဲ့လူနည်းစုလေးနဲ့ဘဝကိုပြန်တိဆောက်ပါစိတ်တက်လုံးဝမကြပါနဲ့အစိုးဆုံးအချိန်တွေကရလာတဲ့မိတ်ဆွေကောင်းတွေကဘဝအတွက်တတ်မိုးဖြစ်မရတဲ့အမြတ်တစ်ခုပါအစိုးဆုံးအချိန်တွေကိုမိတ်ဆွေကောင်းတွေနဲ့ကြော်ဖြတ်နိုင်ကြပါစေတင့်နာမည်သည်တင့်ထမင်းစားလက်မှတ်ပုံမြင်ပြီးအထက်မကြီးနဲ့ကိုပတ်စံတစ်ကြမ်းမှမပါပါဘူးအယောင်းဝယ်တစ်ခုလောက်ကြတာရောင်းသူနဲ့ဝယ်သူနှစ်ဖက်စလုံးကအဝေးရဆိုတော့တယောက်ကိုတယောက်မမြင်ဘူးကြဘူးငွေပေးငွေယူလှုပ်ချင်ကြပေမဲ့ဘသူရဲ့အရင်ငွေထဲကြမလဲပြဿနာတစ်ခုလို့ဖြစ်နေတာအဲ့ဒါကိုချားရရနေကျွန်တော်နှစ်ဖက်စလုံးရဲ့ငွေကိုကင်ထားပေးမယ်နှစ်ယောက်စလုံးကျွန်တော်စီလွှဲပေးကြဆိုပြီးတော့ညှိပေးတာပြောတာပြောရတာအဲ့နှစ်ယောက်လုံးနဲ့လေကိုနဲ့အပြင်မှာမမြင်ဘူးသေးဘူးတစ်ဖက်ကို3,200စီကိုအကောင့်နဲ့လွှဲကြတယ်3,400အမောက်အဲ့ဒါဂျားရဲကနေငွေကင်ပြီးငွေဝင်တာနဲ့နှစ်ဖက်လုံးစီကိုပြန်ပို့ပေးလိုက်တာအယောင်းဝယ်အဆင်ပြေသွားတယ်ပြီးတော့ဂျားရဲကနေကူညီလို့ service fee percentage တခုပေးတယ် personal branding လုပ်နေရမှာမဟုတ်ပါဘူးကိုကမကောင်းဘူးသူတော်ကောင်းမဟုတ်ဘူးမကောင်းတာတွေအများကြီးရှိတယ်ဒါပေမဲ့မယုံပါဘူးကောင်းတာဂုဏ်ယူစရာဆိုလို့တခုပဲရှိတယ်အလုံးနဲ့ပတ်သက်ရင်ငွေရေးကြေးရေးဘယ်တော့မှနာမည်အပြတ်မခံဘူးဂတိတည်တယ်ဖော်စရာဂုဏ်ကလည်းဒီတခုပဲရှိတာကျန်တာဘယ်နေရာမှမကောင်းဘူးကို့နာမည်ကြားလိုက်တာနဲ့ဒီပဲငွေရေးကြေးစိတ်ချတယ်ဆိုရင်အဲ့ဒါထမင်းစားလက်မှတ်ပဲတသက်လုံးထမင်းမငတ်တော့ချီးထားတာရှင်မရရအောင်ဆက်ပါမဆက်နိုင်သေးရင်အကျိုးအကြောင်းရှင်းပြပါနာမည်အပြတ်မခံပါနဲ့ငွေရေးကြေးရေးသစ္စာရှင်အရင်နီးမလို့ပဲလှုပ်ရှားကြိုင်စားလို့ရတယ်ဆိုတာမေတ္တာနဲ့ပြောပြတာပါဘာတွေလောက်ပြီးပြန်အဆင်ပြေသွားတာလဲစာရေးသူဘာတွေဘလို့စူးစမ်းပြီးပြန်ချမ်းသာလာတာလဲတဲ့ချမ်းသာလာတာတော့မဟုတ်ပါဘူးအဆင်ပြန်ပြေလာတာပါအသေးစိတ်ပြောပြရရင်2018ခုနှစ်အလီဘာဘာကနေ fancy ပစ္စည်းလေးတွေမှားတယ်ဈေးကွက်ထဲမှာဘယ်သူမှမရောင်းသေးတဲ့ store မျိုးပေါ့လက်စွပ်လေးတွေမှာ customize နာမည်လေးတွေထိုးပြီးရောင်းခဲ့တာအဲ့ဒါလေးတွေအကွင်း300လောက်ဒေါ်လာ300ဘူးစမ်းမာကြည့်ပြီးစရောင်းတယ်စိုက်စုံလည်းမမှားရဲဘူးရှောင်းမထွက်မှာဆိုလို့စိုက်အသေးအကြီးအလက်ဆိုပြီး3စိုက်ပဲမှားပြီးရောင်းကြည့်တယ်မြက်လဲမြက်တယ်
လက်စွပ်လေးတွေကတရက်တာရဲ့ quality ကောင်းတာရဲ့ကြောင့်စင်ကာပူတို့မလေးတို့ရောက်နေတဲ့မြန်မာတွေရပါလိုချင်ပြီးမှာကြတော့အဲ့ဒီနိုင်ငံတွေအတွက်ပါ pre-order ကောက်ပြီးသွားရောက်ပေးခဲ့တယ်။လေလက်မှတ်ဖို့အသက်သာဆုံးဖြစ်အောင်ရွေးပြီးဖြတ်တယ်။ drum လို့ခေါ်တဲ့လူ12ယောက်တစ်ခန်းထဲမှာပဲနှစ်ထပ်ကထင်းနဲ့နေရတဲ့အခန်းမျိုးအိပ်ပါတယ်။စင်ကာပူမှာရေစေးကြီးလို့ဝယ်မတောက်နိုင်လို့ထပ်ကရေရဲ့အလကားရတဲ့ရေရဲကိုရှာပြီးတော့တောက်ပါတယ်။စင်ကာပူကပစ္စည်းမာတဲ့သူတွေကအပြင်ထွက်မရတော့အိမ်တွေရုံးတွေအထိနေပူရဲလိုက်ရှာပြီးလိုက်ပို့ပြီးတယ်။တခါဆိုအိမ်ကိုလှုပ်ပြီးရတဲ့ငွေလေးစုပြီးဝယ်တဲ့ညီမလေးတယောက်ဆိုရင်သူ့စီကိုတကူတကအဝေးကြီးရှာပြီးလာပို့ပေးလို့ဆိုပြီး$50အောင်တက်တက်ကြီးထုတ်ပေးခဲ့သေးတယ်။မယူရလို့မယူခဲ့ပါဘူး။အဲ့ညီမလေးရုပ်ကိုတော့မမှတ်မိတော့ဘူး။လောက်ရက်ကိုမှတ်မိလို့အမြဲအမှတ်ရနေပါတယ်။မရှိတဲ့သူတွေကအချင်းချင်းပိုရိုင်းမတက်ကြပါလားဆိုတာသိခဲ့ရတယ်။မလေးရှားမှာဆိုရင်စက်ရုံတွေအထိလိုက်ပို့တယ်။တက်တာအောင် bus စီလိုက် grab စီလိုက်နေပေါ့။စားတာလည်းအသက်တာဆုံးဆိုင်ကိုရှာပါတယ်။ဒါပေမဲ့တန်ရှင်းမှုကိုပိုအဓိကထားရတယ်။မကြမ်းမိုင်းဘာမှလှုပ်ရှားလို့မရအချိန်ကုန်ပါ။တရက်လောနဲ့ပစ္စည်းတော့ပူတာလက်ထဲက tablet ကြီးပြုတ်ကြလို့မှန်လဲလိုက်တာ$200လောက်ကုန်သွားတယ်။ရောင်းလိုက်ရတာက$20ဘူးလောက်ပဲ။သင်ငန်းစာတစ်ခုကိုရလိုက်တယ်။အလုပ်ကိုလောနဲ့မလုံနဲ့တခုခုအတိုင်းဆောင်ဖြစ်သွားရင်ကိုရမှာထက်ဆုံးရှုံးတာပိုများတတ်ပါတယ်။အိမ်မှာရောင်းလို့ရတာတွေအကုန်အကျွေးတွေရသလောက်ဖဲဆက်ခဲ့တယ်။မလေးရှားရောက်တော့တရုတ်တန်းမှာအိတ်အတူတွေရောင်းတာတွေ့လို့သွားလေ့လာတယ်။မြန်မာပြည်မှာတဲ့သူရှိရင်ပို့ပေးတယ်။အားနေအိတ်အတူတွေသွားပြီးလေ့လာတယ်။လောက်ဆရာမှမရှိတာ။အလကားကြည့်စရာလေ့လာစရာလည်းအတူပဲရှိတာကိုအတူရောင်းတဲ့ဆိုင်ကအကူတယောက်ရှိတယ်။သူ့နာမည်ကကိုမျိုးတဲ့အရန်သဘောကောင်းတယ်။သူကဆိုင်မန်နေဂျာပဲမဲ့ဆိုင်ရှင်လိုပဲအမြဲတမ်းသွားလေတိုင်းစိတ်ရှိနဲ့ရှင်းပြပေးတယ်။ပြဿနာသူကအတူပဲရောင်းတာအစ်စ်မမြင်ဘူးတော့အစ်စ်နဲ့အတူကွာတာသူမပြောပြတတ်ဘူးအတူကဒီလိုဆိုတော့အစ်စ်ကဘလို့လဲကျွန်တော်သိကြလာတယ်။ဒါနဲ့အိတ် brand အနှိပ်အစ်စ်တွေရောင်းနေရှူရိုနေတဲ့သွားတယ်။တလုံးလောက်ဝယ်ပြီးကျန်တဲ့အစ်စ်တွေလေ့လာတယ်။စက္ကန့်ဆိုင်တွေသွားတယ်လေ့လာတယ်။အချိန်တွေငွေတွေအများကြီးပေးဆက်ခဲ့ရတယ်။ဒါနဲ့ပဲအတိတယောက်ကရောင်းကျင်နေပြောလို့သူ့ရဲ့$30တန်းအစ်စ်အိတ်ကိုမလေးရှားစက္ကန့်ဟန်းဆိုင်မှာသွားရောင်းကြည့်တယ်။တခိုးစေးပေးတယ်$9သိန်းနဲ့ဒါနဲ့တင်းသွားတယ်။ဟာတို့နှိမ့်နေမြန်မာမိုးလို့ကိုနှိမ့်တော့ဆိုပြီးမြန်မာပြည်မှာငါစားလုံးမယ်ဆိုပြီးဆိုင်စားဖွင့်တယ်။ဆိုင်ကဘာမှမရှိဘဲနဲ့စားဖွင့်ခဲ့တာ။အင်းရှိအောင်ဆေးမီပတ်လေအခန်းလေးမှာစင်တွေဝယ်ချထားလိုက်တယ်။အဲ့ဒီစင်အလွတ်တွေကိုပုံရိုက်တယ်။ရိုက်ပြီးအိမ်မှာပိုနေလို့ရောင်းကျင်တဲ့အိတ်ရှိရင်ကျွန်တော်စီပို့ပြီးကျွန်တော်ဆိုင်မှာတင်ရောင်းပေးမယ်ဆိုပြီး Facebook မှာစပြီးကြေညာတယ်။ရိုးအိတ်တွေရောအတုတွေရောအစ်စ်တွေရောအကုန်စပြီးလက်ခံတယ်။အတုတွေလေးလာခဲ့တဲ့သူဆိုတော့အစ်စ်နဲ့ကွာတာကျွန်တော်သိနေပြီ။သူများလို့အစ်စ်တွေဝယ်ကိုင်လို့အစ်စ်ကိုသိတာမဟုတ်ဘူး။တရုတ်တန်းသွားပြီးအတုတွေကိုင်ကြည့်ရတာများလို့အတုကိုသိနေတာ။ဒါလဲသုံးဝင်ပါတယ်။3လပြည့်တဲ့အချိန်မှာဘီရတိုက်ခန်းကိုလာပြီးနဲ့ငှားပြီးဆက်လုပ်တယ်။ဒီလိုနဲ့စပြီးရောင်းရင်းဝယ်ရင်းနဲ့6လလောက်အကြာမှာဝယ်သူတွေတွေးဟမဖြစ်အောင်အစ်စ်တီးတမ်းပဲစရောင်းတော့တယ်။တစ်နှစ်ပြည့်ရဲ့အချိန်မှာဆိုင်မှာအိတ်ပေါင်း2000ကျော်ရှိနေပြီ။သူများလာအပ်ထားရတယ်ပေါ့။နှစ်နှစ်ပြည့်ရဲ့အချိန်မှာဆိုင်မှာအိတ်9000ရှိနေပြီ။မရောင်းရတဲ့ရက်တစ်ရက်မှမရှိဘူး။မရောင်းပေးတဲ့ရက်ပဲရှိခဲ့တာ။ယုံကြည်လို့ဆိုပြီးလာအပ်ထားတဲ့အိတ်တွေအားလုံးရဲ့တံမိုးပိုင်း1000ကျော်ဖို့ရှိနေပြီ။ကျွန်တော်မှကိုယ်ပိုင်အိတ်တောင်မရှိသေးတယ်လို့ကားလည်းမရှိအကျွေးတွေနဲ့ပဲရှိနေရပါ။ဒါကိုအလုပ်လုပ်တာမှန်ကန်လို့ဆိုပြီးရှုံပြီးလာရောင်းကြဝယ်ကြနဲ့အပ်ထားကြတာကိုယ့်ဘက်ကလည်းဝယ်သူရောင်းသူကြားတာဝန်ခံတာဝန်ယူပြီးနှစ်ဖက်လုံးအဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်အိတ်ပြောက်လို့စိုက်ရရတာလည်းမနှဲသလိုဝန်ထမ်းကအိတ်တွေရောင်းစားပြီးငွေတွေသုံးပြလိုက်လို့30နဲ့ကြီးစိုက်ရပေးခဲ့ရဘူးပါတယ်ဘာကြောင့်ပဲဖြစ်ဖြစ်အကုန်တာဝန်ယူခဲ့ပြီးနာမည်ကိုတိဆောက်ခဲ့ရတာပါငွေကနာမည်ရှိနေသေးပြီးရှာလို့ရနေရပဲအဲ့လိုပြဿနာပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်ဘယ်အလုံးမှမလွယ်ကူတာကြားထဲမှာဘန်ကောက်တို့မလေးတို့မှာသင်တန်းတွေတက်တယ်ဆရာကောင်းသမားကောင်းတွေရခဲ့တော့အိတ်ပညာမှာကျွမ်းကျင်လာတယ်အဆက်သွယ်ကောင်းလာတော့နိုင်ငံခြားကနေပါကျွန်တော်စီလာဝဲကြတယ်ကျွန်တော်စီကတတ်တာရာကိုဒီမှာကျပ်နေဝယ်ပြီးဟိုမှာဒေါ်လာတို့ဘတ်တို့ ringgit တို့နဲ့ပြန်ရောင်းကြတာပေါ့အဲ့ရတဲ့ငွေတွေနဲ့အကျွေးတွေဖဲဆက်ပါတယ်ရတဲ့လောက်စုပါတယ်မလိုအပ်တာတွေဝယ်ရင်းနဲ့မွဲခဲ့ဘူးလို့မလိုအပ်တာလုံးဝမဝယ်တော့ပါဘူးလိုအပ်နေရင်တော့မဖြစ်မနေမှဝယ်ပါတယ်ငွေလေးတွေစုမိလာတော့တိုက်ခန်းလေးတွေစားပြီးအပေါင်ခံတယ်မိဘစီကပ်ပြီးမနေချင်တော့တာနဲ့အိမ်တော့ရအောင်ဝယ်ရမယ်ဆိုပြီးတိုက်ခန်းလေးတစ်ခုဝယ်ဖို့ငွေစားစုပါတယ်ဘန်းနဲ့ချိတ်ပြီးအရေးကြနဲ့အခန်းလေးတစ်ခန်းဝယ်မယ်ပေါ့ကံကောင်းကျင်တော့အိုးလေးတယောက်သူ့အခန်း300နဲ့ငွေလိုလို့ရောင်းတယ်ဒါနဲ့သူနဲ့ညှိနှိုင်းပြီး300ကို10လအရေးကြနဲ့ဝယ်တယ်အသေးယုံပြီးစုတယ်မရရအောင်အဲ့လိုနဲ့10လအတွင်းအခန်းလေးတစ်ခန်းပိုင်ခဲ့ပြီးမဲ့ချက်ချင်းတက်မနေသေးပဲငှားစားထားလိုက်တယ်
အဲ့ဒီခန်းလေးကိုငွေကြေးပြီး6လအတွင်းအဝယ်ပေါ်လာလို့ပြန်ရောက်တာ3,900ရပါတယ်အဲ့ဒီ3,900ကိုကင်ထားပြီးဈေးတန်တန်နဲ့ဝယ်လို့ရမယ်အခန်းကိုစောင့်ကြည့်တယ်တလအတွင်းဘေးရကွန်တို့က1,200တန်တဲ့အခန်းကို930နဲ့ထုတ်ရောင်းတာနဲ့တန်လို့ဝယ်လိုက်တယ်အခန်းပြင်နာဘာညာနဲ့ဆို3,900နဲ့ပန်းဟောက်စ်တစ်ခုရလိုက်တာပေါ့အခု1,500ပေးတယ်မရောင်းသေးဘူးပြောပြချင်တာကအဝယ်အယောင်ရဲ့ပညာပေါ့နော်ဝယ်တဲ့အချိန်ဈေးတန်မှုလိုပါတယ်အဝယ်ပညာအရင်အရေးကြီးပါတယ်အယောင်ဝယ်တစ်ခုရဲ့အမြတ်အရှုံးကိုသတ်မှတ်ပေးတာကကိုဝယ်တဲ့အချိန်ရဲ့ဈေးပါဝယ်တဲ့အချိန်ဈေးသက်သာလေမြတ်ဖို့ရှာခိုင်းလို့များလေပါတစ်ဖက်ကလိုလိုချင်းချင်းနဲ့ရှောင်းဖို့တော့လိုတာပေါ့နော်ဘိုင်းနာတာကိုစွန့်နေတာမျိုးမဖြစ်စေနဲ့ပေါ့မိတ်လည်းမပြတ်နှစ်ဦးအဆင်ပြေမယ်အယောင်ဝယ်မျိုးပေါ့ဒါမှရေရှည်ရက်တည်လို့ရမှာအယောင်ဝယ်ပညာကဘယ်သူမှမွေးကြတဲ့ကမတက်လာကြပေမဲ့လုံရင်းနဲ့မြင်လာကြတာမျိုးပေါ့ risk ကတော့ရှိရပဲအမြတ်များရင် risk ကြီးမယ်အမြတ်နေ risk နည်းပါမယ်တတိရှိဖို့တော့လိုတာပေါ့နာမည်လည်းအရေးကြီးတာပေါ့ဒီကောင်ချင်းမထည့်ဘူးဆိုတာသိသွားရင်လိုလိုချင်းချင်းလာရောင်းကြဝယ်ကြတာတွေကြီးပဲအတင်းပယ်ဟာကိုမှလှုပ်ယူလို့မှမရတာအဲ့လိုနဲ့ဝယ်လိုက်ရောင်းလိုက်လုပ်တယ်ဒါနဲ့ကိုဗစ်ကာလနဲ့နိုင်ငံရေးဖြစ်တော့ဆိုင်ပိတ်လိုက်ရတယ်အွန်လိုင်းကနေဆက်သွားတယ်အဆင်ပြေနေသေးပါရလာတဲ့ငွေတွေကိုစုပြီးတငယ်ချင်းရဲ့ကြမြင့်ရဲနာလုပ်ငန်းမှာထပ် invest လုပ်တယ်3,000မိုးထည့်ထားတာတစ်နှစ်အတွင်း300ကျော်ပြန်မြတ်တယ်တခြားလုပ်ငန်းသေးသေးလေးတွေထပ်လုပ်တယ်အဲ့မှာသိလိုက်ရတာကကို invest လုပ်ရင်ကို့ကိုချင်းမထဲမဲ့သူရဲ့လုပ်ငန်းမှာလုပ်ဖို့လိုရဲဆိုတာပဲသူကလည်းကို့လိုပဲလူမှန်ဇက်ဇက်ကျဲစကားလေးတီးတယ်အတီလုံးလို့ခဏခဏတက်ရတယ်အရင်နီး3,000ထည့်ထားတယ်ဘာတွေဝယ်လဲရှောင်းလဲလဲမသိဘူးသူဘာဝယ်ထားပြီးဘာရောင်းလိုက်ပြီးလာပြန်အင်းပဲပြောလိုက်တယ်အမျက်ပေးကျေးဇူးပဲပြောလိုက်တယ်ဒါပဲအဲ့ဒါ trust ပဲသူလိမ်ပြေးမှာမပူသူလဲကို့လိုလူပဲမို့လို့သူစီ share ထည့်ခြင်းတဲ့သူတွေအများကြီးပဲကို့ကိုပဲလက်ခံတာဘာလို့လဲဆိုတော့သူတုံညာဘွားတော့ကသူ့ဘေးမှာကျွန်တော်ရှိခဲ့တယ်အားပေးခဲ့တယ်လမ်းပြခဲ့ဘူးတယ်အပြန်လန်ကျေးဇူးဆက်ကြတာပေါ့ဒီလောက်ပါပဲအခုလဲရရင်ရတဲ့ငွေကိုလုပ်ငန်းတစ်ခုထဲမှာမထားဘူးလုပ်ငန်းသေးသေးလေးတွေရှောက်လုပ်နေတယ်လုပ်ငန်းသေးသေးလေးတွေစတာသဘောကျလို့ like invest လုပ်ပါတယ်ကိုအိတ်နေရင်တော့ငွေဝင်နေမဲ့လုပ်ငန်းမျိုးတွေမှာရွှေ့ပြီး invest လုပ်ပါတယ်ဒါမှကိုမရှိလဲငွေရသူ့ဟာသူအလုပ်လုပ်နေမှာစာဖတ်သူတွေကိုအကြံပေးချင်တာကပုံမှန်ဝင်ငွေရဖို့အရင်ရှာကြပါပုံမှန်ဝင်ငွေရနေမယ်စိုက်မျိုးလေးတွေရှိနေရင်ရတာလေးတွေစုပြီး business တတိလေးတွေလိုက် run ကြည့်နေပါရှုံးတဲ့ဟာလေးရှုံးပါပဲမြတ်တဲ့ဟာအောင်မြင်တဲ့ဟာလေးတွေတွေ့ရင်ပို့ပြီးအာရုံစိုက်ပံ့ပိုးသွားလိုက်ပေါ့စာရေးသူကအခုရောချမ်းသာပြီလားလို့မေးရင်တော့ငွေဘလောက်ရှိမှလူတွေကချမ်းသာတယ်လို့သတ်မှတ်တာလည်းမသိပေမဲ့ကျွန်တော်အခုပိုင်ဆိုင်မှုအကုန်ပေါင်းလို့သူများစီနေတဲ့ကားတစ်စီးစာမရှိပါဘူးဒါပေမဲ့ကျွန်တော်လူရောစိတ်ရောချမ်းသာနေတယ်လို့သတ်မှတ်တယ်နေစရာရှိတယ်စီးစရာရှိတယ်စားစရာငွေအလုံးလောက်ရှိတယ်ပေါင်းစရာစစ်မှန်တဲ့လူအနည်းစုရှိတယ်တစ်နှစ်ကျော်အတွင်းကိုပိုင်ငွေတွေနဲ့ရောအလူရှင်တွေရဲ့ငွေတွေနဲ့ပါပေါင်းပြီးနိုင်သလောက်ဆိုရဲပရာဟိတအဖွဲ့လေးကိုဦးဆောင်နိုင်ခဲ့ပြီးမွေးစရိတ်မရှိတဲ့ကိုဝန်ဆောင်မိခင်တွေရဲ့ကလေးတွေကိုအခမဲ့မွေးပေးခဲ့တာအယောက်900ကျော်ခဲ့ပြီမိခင်တဲ့ကလေးအရေးအတွက်ဆိုရင်လူအယောက်1,800ရဲ့အသက်တွေကိုအန္တရာယ်မရှိအောင်ကူနိုင်ခဲ့ပြီးပါပြီကိုရသွေးနေရမဟုတ်ပါဘူးကျွန်တော်ပြောသလိုပဲကို့ပိုင်ဆိုင်မှုဟာသူများကားတစ်စီးစာမရှိလို့ကြားစရာဘာမှမရှိပါဘူးကို့အဆင်ပြေမှသူတစ်ပါးဘဝတွေအဆင်ပြေဖို့ကူညီနိုင်တယ်ဆိုတာကိုပြောပြချင်တာပါတခါတလေအလူငွေနေတဲ့လတွေဆိုရင်တစ်လလုံးဝင်ငွေအကုန်လှုပ်ပြစ်လိုက်တာမျိုးလည်းရှိတယ်ငွေကအရေးကြီးပေမဲ့လူအသက်တွေကပိုတန်မှုရှိတာကိုဒါတော့လောက်တယ်မရှိပါဘူးဒုက္ခရောက်နေတဲ့လူကများတော့နိုင်တဲ့လောက်လေးပဲလုံနိုင်ပါသေးတယ်စာဖတ်သူတွေလည်းနိုင်တဲ့လောက်မှာစင်းရဲတဲ့ကိုဝင်ဆောင်မိခင်တူကိုရိုးရိုးမွေတသိန်းခွဲမွေ2သိန်းကျပ်နှုန်းနဲ့လာလို့ရပါတယ်တခါလေးကြီးညာပေးတာပါတရင်တစ်ခုမှာကမ္ဘာအမြင့်ဆုံးတိုက်ကြီး Burj Khalifa ရဲ့ပိုင်ရှင်တတိရဲ့အုတ်ကူပုံလေးတွေ့လိုက်တယ်ချမ်းသာတာပတ်စံကိုထားစရာနေရာမရှိလို့ရှိသမျှအကုန်ရွှေချပြီးသုံးနေတဲ့လူမျိုးတေရောလေကားတစ်စီးတောင်ပါမသွားတာချစ်လာပါကြီးရဲ့ဆိုရဲမိသားစုတွေရောတပည့်တပန်းတွေရောဘယ်သူမှအတူတူလိုက်မသေးကြပါဘူးတယောက်တည်းပဲအဆက်လုံးရဲ့ဝစ်စားလေးနဲ့ညီညွတ်ခံရတာပါကြည့်တဲ့ရင်တရားရစရာပါတကယ်ကြီးကိုဘာမှယူသွားလို့မှမရတာတင်းရင်ပါသွားမှကိုပြုတ်ခဲ့တဲ့ကောင်းမှုတွေတဲ့ဟုတ်မဟုတ်ကတော့သိမှပဲသိမှဆိုတော့မှန်တော့စာရေးသူလည်းမပြောတတ်ဘူးစာရေးသူကတော့နောက်ဘဝကိုသိမတွေးဘူးအခုဘဝကူညီနိုင်ကြရှိရင်စိတ်ရှင်းနဲ့ကူညီမယ်လူနိုင်ရင်လူမယ်မလူနိုင်ညင်းမယ်စီးပွားရှာမယ်ကျမ်းမာရေးလိုက်စားမယ်ပျော်စရာရှိတာပြောမယ်မိမိကိုယ်ကိုချစ်မယ်မိမိကိုယ်ကိုဂရုစိုက်မယ်မိမိကိုယ်ကိုစိတ်ချမ်းသာအောင်ထားမယ်စိုးကျင်လဲစိုးမယ်ရန်ဖြစ်ချင်လဲဖြစ်မယ်မယုံမာဘူးရဲ့ငွေကြေးနာမည်မပြတ်ဖို့ရဲ့စင်ကြင်မယ်ကိုဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေကိုလူတွေကိုပြောပြမယ်
ကျွန်တော်ဆိုတစ်နှစ်လုံးနေမှာစာအုပ်တအုပ်မဖတ်ဖြစ်ဘူးစာဖတ်အင်မတန်ပြင်းတာစာမဖတ်တော့ပညာမရဘူးပညာမရတော့အတွေ့အကြုံတွေငွေပေးပြီးဝယ်ရရောတချို့အတွေ့အကြုံတွေဆိုသိန်း10ခန်းတန်းတက်ပါတယ်တချို့အတွေ့အကြုံတွေကသိန်းရာခန်းတန်းတက်ပါတယ်တချို့အတွေ့အကြုံတွေကသိန်းထောင်ခန်းတန်းတန်ခဲ့ပါတယ်ဒီစာအုပ်ရေးတာကအကျိုးမြတ်အတွက်မဟုတ်ဘူးကိုမွဲခဲ့တဲ့အတွေ့အကြုံတွေမွဲနေတဲ့ကာလတွေကိုဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာတွေမွဲနေတော့ဆောင်ရန်ရှောင်ရန်လေးတွေနဲ့လုပ်ငန်းလုပ်တုံးကအမားလေးတွေကိုချပြတာပါစာရေးဆရာမဟုတ်တယ်လို့စီးပွားရေးပညာရှင်လည်းမဟုတ်ပါဘူးကြုံငယ်ဘူးတဲ့အမားတွေနဲ့ဖြတ်သန်းခဲ့ရတဲ့35နှစ်တာကာလအတွင်းအနေညင်အတက်ကြတွေကိုစာအုပ်လေးအနေနဲ့မှတ်တမ်းတင်ထားရုံပါအခုချိန်စက်တဲခတ်ခဲနေပြီးအစမပြေလို့တက်တေဘူးတီတွေးနေတဲ့လူတအူဒီစာအုပ်ဖတ်လို့မတက်သေးဖြစ်ဒီစာအုပ်ထုတ်ရကျိုးရေးရကျိုးနှက်ပါပြီဘာပဲဖြစ်ဖြစ်အရှုံးမပေးပဲဆက်လက်ရင်ဆိုင်လိုက်ဖို့တိုက်တွန်းလျက် I can do it I believe you can do it too ဒီသိန်း300ပေါ့မပေးနိုင်ခဲ့လို့တက်သေးမယ်စဉ်းစားခဲ့ဘူးလားဒီသိန်း300ပေါ့မပေးနိုင်ခဲ့လို့ဒူးထောက်တောင်းပန်ခဲ့ရဘူးလားဒီသိန်း300ပေါ့မပေးနိုင်လို့9နှစ်လောက်အမှုရင်ဆိုင်ခဲ့ရတာဒီသိန်း300ပေါ့မပေးနိုင်လို့တချို့ညတွေအိတ်မပြောခဲ့ရတာဒီသိန်း300ပေါ့ပေးနိုင်တဲ့အခါကျတော့လေအစွန်းတက်ပဲရှိရတာတင့်ကြွေဘလောက်ပဲရှိနေအရှုံးမပေးခြင်းနဲ့စိတ်ရှိနေသေး၍ပြန်ဆက်နိုင်ဖို့အခွင့်အရေးရှိသေးတယ်ကြိုးစားနေရအောင်ဘာအကြောင်းနဲ့မှမရှက်လိုက်ပါနဲ့ဘာအကြောင်းနဲ့မှအရှုံးမပေးပါနဲ့ပြဿနာဘလောက်ကြီးတင့်ရဲ့အရှုံးမပေးလို့တဲ့စိတ်ကပိုကြီးကြောင်တည်ပြလိုက်ပါတင်လုံနိုင်တယ်ကျွန်တော်တော့လုံနိုင်တာတင်လည်းမလုံနိုင်ကြအကြောင်းမရှိဘူးပြဿနာချင်းမတူကြပေမဲ့အရှုံးမပေးခြင်းနဲ့စိတ်တော့အားလုံးမှာအတူတူရှိနေရပဲဆက်ကြိုးစားပါကြော်လွန်သွားရင်ဒီပြဿနာတွေအကြောင်းရှိမောပြီးအတူတူပြန်ပြောကြမယ် Fighting never give up ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကိုစစ်ညီရဲ့ Hope ဆိုတဲ့စာအုပ်လေးအပိုင်း3ကတော့ဒီမှာရင်ပဲပြီးဆုံးသွားခဲ့ပါပြီရှင်ဒီတအုပ်လုံးကိုပရိသတ်ကြီးအနေနဲ့နားဆင်ပြီးခဲ့တဲ့အတွက်လည်းကျမဟီမန်ကကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမယ့် audio ပုတ်လေးတွေမှာဆိုရင်တော့ပရိသတ်တွေအတွက်တကယ်ဥမာဘဟုတုတရှိပြီးစိတ်ခွန်အားရရရှိစေမဲ့စာအုပ်ကောင်းစာပေကောင်းတွေကိုသာရွေးချယ်ပြီးတော့ဖတ်ပြပြီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမရဲ့ Himas Narrative Channel လေးကို like and subscribe လေးလုပ်ပြီးဘေးနား notification လေးကိုနှိပ်ထားပေးဖို့အတွက်လည်းပရိသတ်ကြီးအထူးပဲတောင်းဆိုချင်ပါတယ်ရှင်ပရိသတ်ကြီးတို့အနေနဲ့ဖတ်စီခြင်းနဲ့စာအုပ်လေးတွေရှိရဲဆိုရင်လည်းကျမကို comment မှာရေးသားပြီးတော့အကြံပြုပေးလို့ရပါတယ်ရှင်ပရိသတ်ကြီးတို့အတွက်အမြဲတမ်းစူးစမ်းနေမှာပါရှင်နောက်ဆင်ပြီးတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်